မြောက်အမေရိကရဲ့အေးဆုံးဒေသတစ်ခုဖြစ်တဲ့ Yellowstone အမျိုးသားဥယျာဉ်ထဲမှာဆောင်းရာသီဟာတဖြည်းဖြည်းချင်းကပ်လာနေပါပြီ။ဒီလိုပြင်းထန်တဲ့အေးဒဏ်ကိုအန်တုဖို့အတွက်တဘာဝလောကရဲ့အတော်ဆုံးအင်ဂျင်နီယာလေးတွေဟာအချိန်နဲ့အမျှအလုပ်ရှုပ်နေကြပါတယ်။သူတို့ကတော့တခြားလူတွေမဟုတ်ပါဘူး။ရေကာတာတိဆောက်တဲ့နေရာမှာကျွမ်းကျင်လာတဲ့ဖြန်လေးတွေပဲဖြစ်ပါတယ်။ဖြန်တစ်ကောင်ဟာကြီးမားတဲ့တစ်ပင်တစ်ပင်ကိုနိုင်အနှင်းငယ်အတွင်းမှာပဲလဲကျအောင်လှုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ဒါပေမဲ့သူတို့ဟာတစ်ပင်တစ်ပင်လုံးကိုတခါတည်းအမြင့်ပြတ်အောင်ကိုက်ဖြတ်လိမ့်မရှိပါဘူး။တစ်ပင်ရိုင်နဲ့သွားအောင်အောက်ခြေကနေလုံလောက်ယုံပဲကိုက်ဖြတ်ပြီးကျန်တဲ့အလုပ်ကိုတော့လေးတိုင်နှုံးကိုပဲလွတ်ထားလိုက်ကြပါ။ဒါဟာသူတို့ရဲ့စွမ်းအင်ကိုချွေတာတဲ့နိပရိယေတစ်ခုပဲဖြစ်ပါတယ်။လဲကျသွားတဲ့တစ်ကိုင်းတွေကိုတော့သူတို့ကိုယ်တိုင်ဖော်ဆောင်ထားတဲ့မြောင်းငယ်လေးတွေကဆင့်ရေကာတာရှိရာကိုစနစ်တကျသယ်ယူပို့ဆောင်ကြပါတယ်။ဖြန်နေဖန်တီးထားတဲ့ဒီရေကန်ဟာသူတို့ကိုတားရဲတလိษံတွေရဲ့ဘေးကနေအကာအကွယ်ပေးထားသလိုတစ်တော်နက်နက်ထဲထိသွားရောက်အစားရှာဖွေဖို့အတွက်လည်းလမ်းကြောင်းတစ်ခုဖြစ်စေပါတယ်။အထူးသဖြင့်ဆောင်းရာသီဟာသူတို့အတွက်အလုပ်ရှုပ်ဆုံးအချိန်ပါပဲ။ဘာကြောင့်လဲဆိုတော့ရေကန်ကြီးတစ်ခုလုံးရေခဲမသွားခင်မှာရေကာတာကိုအခိုင်အမာပြုပြင်ထားဖို့လိုအပ်လို့ပါ။စီးဆင်းနေတဲ့ရေအတန်ကိုကြားရတာနဲ့ဖြန်နေဟာရေကာတာမှာအပေါက်ပြဲရှိနေပြီဆိုတာသိကြပါတယ်။ဒါကြောင့်တစ်တုံးနေရွှွညွန်နေနဲ့အဲ့ဒီအပေါက်တွေကိုအမြန်ဆုံးပိတ်ဆို့ကြပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဒီရေကာတာဟာဖြန်နေအတွက်နေမကပဲအခြားတတ္တဝါတွေအတက်ပါအကျိုးပြုနေတာပါ။ဥပမာအားဖြင့်Moose လို့ခေါ်တဲ့သမင်ကြီးတွေဟာဖြန်နေဖန်တီးထားတဲ့ရေတိမ်ကန်တွေကရေမော်ပင်တွေကိုလာရောက်စားသုံးကြပါတယ်။ဒီပင်တွေမှာတောတောင်ထဲမှာရှာရခဲ့တဲ့ဆိုရီယန်ဓာတ်တွေကျွယ်ဝစွာပါဝင်နေလို့ပါပဲ။ဒါဟာဂေဟစနစ်အတွင်းတတ္တဝါချင်းချင်းအမိသဟဲပြုနေကြပုံကိုပြသနေတာဖြစ်ပါတယ်။ဒါပေမဲ့ဆောင်းရာသီနီးလာတဲ့အခါဖြန်နေရဲ့နောက်ထပ်အရေးကြီးတဲ့လှုပ်ဆောင်ချက်တစ်ခုပေါ်ပေါက်လာပါတယ်။အဲ့ဒါကတော့အစားအစာတိုးလောင်ခြင်းပါပဲ။သူတို့တည်လာတဲ့တစ်ကိုင်းလေးတွေဟာရေကာတာပြင်ဖို့တွေမဟုတ်ပါဘူး။ရေခဲအောက်မှာအစာအဖြစ်စားသုံးမှုအတွက်ရေကန်အောက်ခြေကရှုပ်နေတဲ့မှာမြုပ်နှံပြီးတိုးလောင်ထားကြတာပါ။တပတ်နှစ်ပတ်အတွင်းမှာရေကန်မျက်နှာပြင်တစ်ခုလုံးရေခဲပြင်ကြီးဖြစ်သွားတော့မှာပါ။အဲ့ဒီချိန်ကျရင်ဖြန်နေဟာတစ်ပင်လဲဖို့ထွက်เสียမလို့တော့ပဲရေခဲပြင်အောက်ကနေသူတို့တိုးလောင်ထားတဲ့တစ်ခေါက်တွေကိုအေးလူလူစားသုံးရင်စောင်းခုနိုင်ကြတော့မှာဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ဟာတဘာဝတရားရဲ့စနစ်ကြလုံးနဲ့စီမံခန့်ခွဲမှုတစ်ခုဖြစ်ပါတယ်။တခါတလေမှာ Moose သမင်တွေလိုအခြားတတ္တဝါတွေကသူတို့ရဲ့အစားအစာကိုလာရောက်နှောက်ယှက်တတ်ပြီးမြဲဖြန်တွေကတော့သူတို့ရဲ့ကြိုးစားအားထုတ်မှုကိုအလွယ်တကူအရှုံးပေးလိမ့်မရှိပါဘူး။ Yellowstone ရဲ့ခါးသီးလာတဲ့ဆောင်းရာသီကိုဖျက်ကျော်ဖို့အတွက်ဖြန်တွေရဲ့အမျှော်မြင်ရှိမှုနဲ့အင်ဂျင်နီယာဆန်တဲ့လှုပ်ဆောင်ချက်တွေဟာတကယ့်ကိုအမခန်းစရာပါပဲ။တဘာဝလောကရဲ့ဒီလိုရှင်သန်မှုတိုက်ပွဲတွေဟာကျွန်တော်တို့ကိုအမြဲတစေသင်ခန်းစာပေးနေစေဖြစ်ပါတယ်။